为嘛说这样对吧？那不是就他老碰到当然。比个也多，比个比个公安的那个么咯？第那个你问没得，不得嘛是嘛？哪当地问那他们了？了解吗？刚刚没弄出去，但是你妈家了，怎么生活的土了去？哎呀妈，生活问题了嘛？好不呀？完了是吧？当下人家呢，啥地方的都属于看到我们行，啊不好。这个别人家的啥地别人的属于谁把呀？我的啥地别人？这个谁把呀？如果搬上他的土地，阿龙啊，刚刚没弄出去嘛？看到我们行的，啊不？但是不能用来说，刚刚用没弄出去嘛？这路啊不能用别来说，那么今天这路里啊，几万嘛这路里啊，那现在哪样改弄别的？买。ဟုတ်ပြီနော်25ရာခိုင်နှုန်းပေးတယ်ဒါဥပမာကျွန်တော်ပြောပြမှာပါကျွန်တော်ပြောပြမယ်ကျွန်တော်မိတ်ဆက်တာပေးတဲ့အထက်ခေါင်းဆောင်ပေါ့အခုကျွန်တော်လုပ်တာကျွန်တော်ပြောရည်နံပါတ်1ဝင်မှာပဲကျွန်တော်3000လောက်ထားတာ9000ရတယ်ဆိုရင်သူ့ရဲ့ဝင်ပြီးဘာလို့လဲတစ်ချက်ပြောပြခိုင်းမယ်နော်ဟုတ်ပြီနော်โอเคကိုမိတ်ဆက်ပေးလိုက်တဲ့ G1 တယောက်ကဒီကွန်ပိုစနစ်မှာသူကကြိုးစားတယ်ဟုတ်ပြီနော်သူ့ဝင်ငွေရအောင်ကျွန်တော်တို့ကတော့ပြင်ပြီးတယ်။သူကစူးစမ်းတယ်။ဟုတ်ပြီနော်။စူးစမ်းလို့သူကနံပါတ်1ဝင်ငွေမှာဟုတ်ပြီနော်ကျွန်တော်ကနံပါတ်1ဝင်ငွေမှာဘယ်ငွေ1000ရတယ်။တာလအတော်ပြင်မှာ1000ရတယ်ဆိုကိုယ့်တီဘယ်လိုရမလဲ။အော်တိုမက်တစ်နဲ့25ရာခိုင်နှုန်းဆိုဘယ်လိုရမလဲ။900မိုက်လား။ဟုတ်တယ်။ဟုတ်ပြီနော်။ဒါတော့1000ပဲနော်။ဒါဆို9000ရတယ်ဆိုရင်ဘယ်လိုရမလဲ။12,500မိုက်လားဟမ်ကျွန်တော်မိတ်ဆက်ပေးတာသူမိုက်လားမိုက်လားဒီစင်းနဲ့ဟုတ်တယ်မလားကျွန်တော်တော့9000ရသူလိုက်ရတယ်1000နဲ့2000နဲ့900ဒါပေမဲ့ကျွန်တော်လူမျိုးသူ900လောက်မိတ်ဆက်လိုက်ပါတော့မယ်တတိတိမဟုတ်လားဟုတ်တယ်မလားဒါဘာလို့လဲကျွန်တော်ပြောပြရနော်သူကလူလုံးလို့သူကလူစူးစမ်းတော့မှကိုကအော်တိုမက်တစ်နဲ့ဘလောက်ခံစားမှုရှိတယ်20နဲ့900ရေလုံးနဲ့1000နဲ့900ဒါမှတယောက်ပဲနော်တကယ်လို့ဥပမာကျွန်တော်အဲ့ဒါ10ရောက်ရှိမယ်ဆိုရင်ဘယ်လောက်ရမလဲတယောက်9000နဲ့10ရောက်ကို1000ပါမိုက်ပါတယ်ဟုတ်ပြီနော်ဒါဆိုရင်ကိုစားနေနေတဲ့ကကိုမလုပ်နေတော့လေသူတို့လုပ်တာပဲတော့ခုညီပြီးတော့ပြောပြပေးလိုက်တော့သူတို့လားတော့ရရင်ဘယ်လောက်ရမလဲ9000ရတဲ့10ရောက်ရှိလားဟုတ်လားဒါပေမဲ့ဘယ်ရတော့စားခံရမယ်စေပါဒါဆိုစေပါတော့မစင်နော်ခပ်ပြီးမိတ်ဆက်တဲ့သူငါမှာနော်တဲ့ဘယ်နေရာခိုင်းတော့လဲ30ရာခိုင်တော့မိုက်တယ်မမိုက်လို့မရဘူးဘာလို့လဲသူ့မှာကိုမသိတာနော်ကိုမိတ်ဆက်ပြတဲ့လမ်းမကလည်းမိတ်ဆက်တဲ့ကျွန်တော်သိတာဖြူလားမဲလားဟမ်ဖြူလားမဲလားဘယ်နာမှနေတယ်သိဘူးနော်ဒါပေမဲ့ကျွန်တော်သိမသိအဲ့ဒီကြီးတူမှာကသူစူးစမ်းလို့နံပါတ်1ဝင်မှာတစ်လောက်ကိုဖတ်ဝေ1000ဝင်ရရင်ဘောဘယ်လောက်ရမလဲအော်တိုမက်တစ်နဲ့10ရာခိုင်နှုန်းနဲ့1000မိုက်တယ်ဆရာရှိမှဆိုရင်အဲ့ဒီကြီးတူကဘာအရန်တော်လို့သူပဲစပြီးတော့ရောက်တရားရှိနော်ဟုတ်လားဆရာကတော့ကြီးတူကနေပဲဆက်တဲ့ဒီမှာတော့900ရာခိုင်နှုန်း1000ရှိတယ်မိုက်လားကိုလိုမျိုးပဲကျွန်တော်တို့ G1 မှာ10ရောက်ပဲပဲဆက်တယ် G1 10ရောက်ပဲနော်ကျွန်တော် G1 ကတယောက်ကို10ရောက်တောင်းရင် G2 မှာတော့တယ်တရားအဲ့ဒီ G2 ကနေရောပဲ G3 မိတ်ဆက်ပေးတယ်ပေါ့ကွာတယောက်ကို10ရောက်ပဲတောင်းရင်မိတ်ဆက်လောက်ရမယ်1000ပြုတ်လား1000ကိုတယောက်ကို900နဲ့တော့လောက်ရမယ်အပေါင်းတော့သွားစားနေတော့ဒီနေ့တော့ကိုဖြစ်ထားမယ်ဆိုရင်အဲ့ပြောတော့ဟုတ်နော်ကျွန်တော်မိတ်ဆက်ပေးတဲ့ G1 မှာဘယ်လောက်လဲ20နဲ့5ရာခိုင်နှုန်းကျွန်တော်တို့ G2 နဲ့မိတ်ဆက်တဲ့မှာဘယ်လောက်လဲ10ရာခိုင်နှုန်း G2 နဲ့မိတ်ဆက်ပေးတဲ့ G3 မှာ900ရာခိုင်နှုန်းမိုက်လား G3 ကနေရောမိတ်ဆက်ပေးတဲ့ G4 မှာနောက်ထပ်ဘယ်လောက်လဲ900ရာခိုင်နှုန်းကဲခုနကလူမျိုးပဲပြန်ပြောမယ်ကျွန်တော်က10ရောက်ပဲမိတ်ဆက်တယ်စမ်းတော့မိတ်ဆက်ပေးတဲ့လူက G1 က10ရောက်ပဲရှိတယ် G1 ကမိတ်ဆက်ပေးတဲ့လူကဘယ်လောက်လဲ10ရောက်တော့ရင် G2 မှာ100မှန်G2 ကနေမိတ်ဆက်လိုက်တယ်တရားကို10ရောက်တော့ရင် G3 မှာဘယ်လောက်လဲ1000မှန်အဲ့ဒီ1000ကနေပြီးတော့တရားကို10ရောက်ပဲတောင်းဝင်ယူတယ်ကွာ10နှစ်အတွင်းမှာဟုတ်ပြီနော်တရား10ရောက်ပဲတောင်းဝင်ယူတယ်10နှစ်အတွင်းမှာဘယ်လောက်လဲအာတာ Ada. 10နှစ်အတွင်းမှာဘယ်လောက်လဲ1000 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 10နှစ်အတွင်းမှာဘယ်လောက်
မှန်လို့တရားနာတော့နော်တရားနာတော့ဘယ်ရောက်လဲမှန်โอเคနောက်ကိုကြည့်ပါကြည့်ဖို့လည်းပဲကြည့်ပါပါလေအထူးထူးပဲဟုတ်ပြီနော်ဘယ်တော့တက်တယ်ကွာတရားကိုစေအောင်လဲဆိုရင်ကြည့်ပါဘယ်လောက်လဲပရဒီညာဂျာလူကအကောင်းဆုံးဒါတော့ကျွန်တော်တို့လာပါခဲ့တယ်အချက်အတူလေးပဲရှိသေးတယ်ဟုတ်ပြီနော်ချက်တူလေးပဲရှိသေးတယ်ကျွန်တော်တို့အခုကျွန်တော်တို့မောင်နှမတွေလုပ်နေတော့ဗာဒေးစာအလုပ်ဖြစ်မှာကွာလမ်းကစာအလုပ်ဖြစ်မှာကျွန်တော်လုပ်ခဲ့ပူပါတယ်ကျွန်တော်မင်းကြည့်မယ်အများဆုံးရတာဘယ်လောက်လဲတောင်းဝဲတောင်းဝဲအများဆုံးပြောတာတော့ပြောပြကြည့်မင်းတို့လောက်ရောက်ဘူးလေတောင်းဝဲတောင်းလေးတော့တောင်းလိုက်တော့အများဆုံးလူရဟုတ်ပြီနော်ကိုယ်ကန်တတ်ထားတဲ့နေရာမှာပဲသေအောင်လုပ်မလားကိုယ်မကန်တတ်ထားတဲ့နေရာမှာသေအောင်လုပ်မလားလုံးလုံးပဲမလုပ်နဲ့မကန်တရာနေရာမှာဟုတ်ပြီနော်ကိုယ်မကန်တတ်ထားတဲ့နေရာမှာသေအောင်လုပ်မယ်ဆိုရင်ဘာဖြစ်လဲနိုင်မရရတယ်ကိုယ်ကန်တတ်ထားတဲ့နေရာမှာသေအောင်လုပ်ရင်တော့ရမယ်တောင်းပဲရမှာလေမဟုတ်လားကဲတောင်းလို့အကောင်းဆုံးရလို့အကြိုက်ဆုံးရလို့ဘာမှပြောကြည့်ပရိနာရလို့โอเคဒါဆိုရင်ကျွန်တော်တို့ကပရဒိနေရလို့ဟုတ်ပြီနော်အဲ့ဒီခေါင်းဆောင်ဝေတော်မှုစုချေကိုရချင်တဲ့မောင်နှမတွေအားလုံးကတလားတစ်ခါလောက်အောင်အလုပ်ဟုတ်ပြီနော်ဒီမှာတော့ပြောပါသေးတယ်ကြည့်ပြီနော်ခေါင်းဆောင်ဝေတော်မှုစုမှာလူကြီးတဲ့တူဆိုရင်တလားကိုတစ်ခါလောက်အောင်အလုပ်မောင်နှမတွေကြားဘူးလားအမထိုင်နေဆိုတာကြားဘူးလေကြားဘူးလားကြားဘူးလေတခြားနေရာမှာဒီမှာကျွန်တော်ကိုယ်တိုင်နဲ့လုပ်တယ်ကျွန်တော်ကိုယ်တိုင်နဲ့ထိခဲ့ဘူးတဲ့ကျွန်တော်တို့တခြားနေရာမှာဆိုအနည်းဆုံး1000ကျော်ထိရတယ်နော်ဟုတ်တယ်မှန်တယ်နော်1300အနည်းဆုံး1000ကျော်တော့ထိလိုက်တယ်ကျွန်တော်တို့ဘလောက်ပဲ1000ကျော်ပဲထိ2000ကျော်ပဲထိမရပါတယ်ပေါ်ရပါတယ်ကျွန်တော်တို့အထက်ကလူတွေပဲမချမ်းသာပါဘူးလားချမ်းသာပါပါတယ်ဟုတ်တယ်နော်အပေါ်ကလူတွေပဲမခံစားဘူးမရှိဘူးလားရှိတယ်မှန်လားကျွန်တော်တို့တွေကဒီမှာတော့ကျွန်တော်တို့တွေကအမြင့်ဆုံးပရဒိနေယာဒူးရှိတာတဲ့သူခေါင်းဆောင်ဝေထုံးမှုစုချေလိုချင်တဲ့သူကိုယ်နဲ့လူစ조사တဲ့တကယ်ကိုစ조사နေတဲ့အဖက်စီတောက်နေတဲ့သူမှတတော့ဘယ်တော့ထင်ရတာမှ900မိုင်း900ထင်လိုက်မယ်ဆိုရင်ဘယ်တော့ကြလဲဟုတ်ဘယ်ကိုနေရခုအောက်ဆုံးဘယ်တော့ကြပါလဲ950သူလဲရတယ်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 မရောက်လားရတယ်ဘာလို့မရောက်လားရတယ်ဟုတ်ပြီနော်ကိုယ့်ရဲ့အထက်ကခေါင်းဆောင်ကအမတ်တခါထိ250မြောက်လားရတယ်အဲ့ဒီ250ကို10ရာခိုင်နှုန်းနဲ့မြောက်ဘယ်လောက်ရောက်လဲ25ဘတ်25ဘတ်ဘာဖြစ်လဲအဲ့ကလေးကိုထည့်ဇွတ်မိုင်းမဟုတ်လားဒါမှကိုယ့်ရဲ့အထက်ကဆိုဘယ်လောက်လဲတရားဝင်နော်ရတယ်ကိုယ်ကမြင်ရတယ်နော်ရှိလားတခြားနေရာမှာရှိလားမရှိဘူးနော်ကဲမိုင်းလားဟုတ်တယ်ဟုတ်နော်ဒါဆိုမနမိုင်းနောက်တစ်ခါစတောင်းလိုက်ငါတို့ထားမှာပရိနာရောက်ရရှိပါဘယ်တော့ရမလဲအမ2000ခွဲမှန်လား2000ခွဲဆိုရင်2500အဲ့ဒီထဲသွားအစစ်ပြေလားဟုတ်ပြီနော်ကဲဒါဆိုရင်တော့ဒီမှာအမထိုင်နေနေရမှာတော့ကိုယ်ပတ်စံပြန်ရနေတာမဟုတ်လားဟုတ်တယ်တခြားနေရာမှာရှိလားရှိလားဒါဆိုဒီခုံးမှာထိမလားမထိမရတယ်မထင်ရရတယ်လေကော်ပိုရေးနဲ့ရလေးယူတာနဲ့ဆိုတော့ဂျာနဲ့သူမထင်ရရတယ်လို့သိရမှာမထင်လို့လည်းရလို့မပြုတ်ကြပါဘူးမထင်လို့လည်းအဲ့ဒီအမှတ်တွေမပြောက်ပါဘူးမှန်လားဟုတ်ပြီနော်ကဲဒါဆိုမမိုက်ကြိုက်လားအမိုက်တဲ့စနေပေါ့ဟုတ်ပြီနော်ဘာဖြစ်လဲကိုယ့်ရဲ့အထက်မှာကိုယ့်မိတ်ဆက်ပေးတဲ့သူကော်ပိုရေးနဲ့ရလို့ကိုယ့်မိတ်ဆက်ပေးတဲ့သူတယောက်ရှိနေမှာကိုလောက်ရမလဲအမှန်250တစ်ရာတော့ထပ်ပြောက်ဘယ်လောက်ရမလဲ25ဘတ်အဲ့ဒီဇွတ်စင်ပြေလားဒါဆိုရင်ကြိုက်လားဘောစနေကိုကြိုက်လားကြိုက်ရင်ဒါပဲအဲ့ဆိုတော့လေမရဘူးရတယ်အဲ့ဒီရောရတယ်ကောင်းမလေးနဲ့တော့လဲရောရတယ်ဒီနေ့တည်းဒီကောင်ရုံးလာတယ်ရတယ်မရဘူးလားရတယ်ဟုတ်ပြီနော်အချိန်တည်းကောင်းမလေးရောတိရခဲ့တော့ကိုယ်စီမှာပတ်စံမရဘူးလားရတယ်ည7နိုင်ကျော်လည်းမရဘူးလားရတယ်ခေါင်းမှာစားတင်လာတဲ့သူတွေည7နိုင်မကျော်မချင်းမအဲ့တဲ့သူတွေပါလားပါတယ်ကိုရထိတ်တော့ပါပဲည7နိုင်မကျော်ချင်းအဲ့ဒီတော့ပတ်စံဝင်လာကြည့်ပါအဲ့တော့ဟုတ်ရတယ်